အင်တာဗျူးကိုတစ်ကြိမ်တည်းနဲ့အောင်ဖြေနည်းကိုကျွန်တော်ဒီနေ့ share ရေးလုပ်ပေးတော့မှာပဲဖြစ်ပါတယ်ကျွန်တော်တစ်ခါမှမပြောခဲ့ဘူးဒါပေမဲ့ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်အင်တာဗျူးကိုတစ်ကြိမ်တည်းနဲ့အောင်ခြင်းနဲ့ first time နဲ့အောင်ခြင်းနဲ့ဆိုတဲ့လူတွေအတွက်ကိုကျွန်တော်ပြောပြပေးမှာပဲဖြစ်ပါတယ်အဲ့တော့အောင်ခြင်းနဲ့ဆိုလို့ရှိရင်ဒီ video file လေးကိုတစ်ချက်ကြည့်လိုက်ပါလို့ပြောချင်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်အင်တာဗျူးတစ်ခုအောင်ဖို့ဘာတွေလိုအပ်မလဲဆိုတာကိုကျွန်တော်တို့များများဗီဒီယိုဖိုင်မှာပြပြခဲ့ပြီးတာဖြစ်တဲ့အတွက်တော်တော်များများသိမယ်လို့ထင်ပါတယ်အဲ့တော့အဲ့ဒါကိုကျွန်တော်အနေနဲ့ကျွန်တော်နည်းနည်းလေးပြန်ပြီးတော့အစဖော်ကြည့်မယ်ပေါ့နော်အဲ့တော့အင်တာဗျူးအောင်ဖို့အတွက်ဘာတွေလိုအပ်လဲဆိုလို့ရှိရင်ကျွန်တော်ပြောပြခဲ့ပူတယ်ကျွန်တော်အနေနဲ့ဂျပန်တွေလိုအပ်တဲ့မန်နာလိုအပ်တယ်နံပါတ်1ကျွန်တော်ပြုံးတတ်ဖို့လိုမယ်နံပါတ်3 communication လုပ်တတ်ဖို့လိုမယ်နံပါတ်4သူတို့ communication လုပ်တဲ့အခါမှာသူတို့လိုလားတဲ့အဖြေမျိုးသူတို့မေးတဲ့မေးခွန်းမှာထောင်ချောက်မေးခွန်းတွေပါတယ်အဲ့ထောင်ချောက်ထဲကိုမဝင်ဖို့ဒါမျိုးတွေလိုမယ်ကိုယ်အနေနဲ့လည်းတချို့အရာတွေမှာပြန်မေးတတ်ဖို့လိုအပ်တယ်ပေါ့နော်အမျိုးမျိုးကျွန်တော် remember ပြောခဲ့ဘူးပြီပေါ့နော် okay အဲ့ဒါတွေမလုံလားဆိုရင်လိုပါတယ်အဲ့ဒီကအချက်တွေကိုထိချုပ်နိုင်ဖို့အတွက်အဓိကအရေးကြီးဆုံးအရာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ run shoe ဖြစ်ပါတယ်လေ့ကျင့်မှုဖြစ်တယ်လေ့ကျင့်မှုအားကောင်းရင်ဘယ်သူနဲ့မှရှင်လို့မရလေ့ကျင့်မှုအားကောင်းရင်ဘယ်သူနဲ့မှရှင်လို့မရလေ့ကျင့်မှုအားကောင်းမှ皆さんတို့ interview ခန်းထဲမှာမှန်တာကောင်းလုပ်နိုင်မယ်ကောင်းပြောနိုင်မယ်ပေါ့နော်ဒီ communication ကောင်းလုပ်နိုင်မယ်ဂန်ခီဖြစ်တက်ကြွနဲ့ဆိုနိုင်မှာဖြစ်တယ်皆さんတို့ကလေ့ကျင့်မှုအားမကောင်းဘူးဆိုလို့ရှိရင်အဲ့အချက်တွေကိုတစ်ချက်မှလုပ်နိုင်မှာမဟုတ်ဘူးဥပမာမနက်ဖြန်လို့အခါမျိုးမှာအင်တာဗျူးဖြေရမယ်ဒီလိုညကြမှာဘလောက်ပဲလေ့ကျင့်သွားဘလို့မှအဆင်ပြေနိုင်မှာမဟုတ်ဘူးအပြုံးကအရေးမကြီးပါဘူးကွာအင်တာဗျူးခန်းထဲမှာလုပ်မယ်ဆိုလို့ရှိရင်လည်းအဆင်မပြေဘူးအဲ့တော့အင်တာဗျူးမဝင်ခင်ကတည်းကအနည်းဆုံး10ရက်လောက်ထဲကကြိုလေ့ကျင့်ထားဖို့လိုတယ်ဒါတောင်မှပဲဖိလုပ်နိုင်လားဆိုတော့တိတ်ပြီးတော့မဖိစီးနိုင်နေဘူးလေ့လာစရာတွေအများကြီးဖြစ်တယ်အဲ့တော့မဝင်ခင်ကတည်းကကြိုတင်ပြီးတော့လေ့လာနေဖို့လိုတယ်ဘလောက်ပဲ level နှိမ့်နေပါစေဘလောက်ပဲ level မြင့်နေတဲ့လူတွေနဲ့ကြုံနေရပါစေအိုက်ကတူတွေအိုက်က ratio အားကောင်းတဲ့လူအားလူကိုဘယ်လို့မှအိုက်ကလုံးမမိနိုင်ဘူးဘလို့မှမမိနိုင်ဘူးကျွန်တော်ရဲ့ best ထဲမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲခိုင်းတော့မရဘူးဒါပေမဲ့ဘာကြောင့် past time နေနဲ့အောင်ကြတာလဲဆိုလို့ရှိရင်သူတို့ရဲ့ကျွန်တော် ratio အားကောင်းဖို့ကိုပဲအတေထွိန်းတာဖြစ်တယ်လေ့ကျင့်ပုံမှန် zone class တွေဆိုရင်ကျွန်တော်အမြဲတမ်းကြည့်ကိုရှော့ကိုင်းနေမေးတယ်အမြဲတမ်းလေ့ကျင့်နေအောင်လို့မေးတာဖြစ်တယ် ratio အားကောင်းနေဖို့လိုတယ်ပေါ့နော်ကိုယ့်အနေနဲ့ပေါ့နော်မေးခွန်းတွေကြည့်ပဲအာရုံစိုက်နေတာထက်ဆိုင်အကုန်လုံးကို ratio အားပြင်ဆင်ထားဖို့လိုတယ်ကြိုတင်ပြင်ဆင်မှုအားကောင်းတယ်ကြိုတင်လေ့ကျင့်မှုအားကောင်းတယ်ဆိုလို့ရှိရင်အင်တာဗျူးမှာဘတ်စုံအဆင်ပြေလိမ့်မယ် listening လေ့ကျင့်ထားရမယ်အပြုံးလေ့ကျင့်ထားရမယ်ဒီကျုံးနေနဲ့ခိုင်းဝါပြောတတ်ဖို့အတွက်ခိုင်းဝါပြောတတ်တဲ့ထင်အောင်ပေါ့နော်ထင်အောင်အတွက်ကျွန်တော်မေးခွန်းနေဘာသာပြန်ပြီးတော့လေ့ကျင့်ထားရမယ်ဒါမျိုးတွေကိုသူများနဲ့မတူပဲ pro ကြလေ့ကျင့်ထားနိုင်မယ်ဘလို့လူမျိုးရဲ့ရှေ့မှာမဆိုနိုင်ရဲလောက်တဲ့အထိလေ့ကျင့်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်သူမှရှင်းနိုင်မှာမဟုတ်ဘူးအဲ့လိုပဲNC တွေကိုဖြေနိုင်ဖို့အတွက်ကျွန်တော်အတန်းထဲမှာလေ့ကျင့်ခိုင်းတယ်ဘယ်လိုလေ့ကျင့်ရမလဲဆိုလို့ရှိရင်ကျွန်တော်အနေနဲ့မေးခွန်းတွေကိုရှင်းတဲ့အခါမျိုးမှာရှင်းလိုက်တယ် okay ရှင်းလိုက်တဲ့အခါမျိုးမှာလေ့ကျင့်ရမယ်ဒါဆိုရင်ဘယ်လိုလေးမေးနိုင်လဲဒါမျိုးလည်းရှင်းရတယ်လို့မိနာဆန်တို့အနေနဲ့ဘယ်မေးခွန်းမဆိုမေးခွန်းအတစ်တစ်ခုရပြီအဲ့အတစ်အတွက်အဖြေတစ်ခုထုတ်လိုက်တဲ့အခါမှာအဖြေတစ်ခုထုတ်လိုက်တယ်အဲ့ထုတ်လိုက်တဲ့အဖြေပေါ်မှာကိုယ်တိုင်ပြန်မေးခွန်းထုတ်ရမယ်ဘာမေးကြလဲကိုယ်တိုင်ဆိုရင်ဘယ်လိုပြန်မေးကြလဲထုတ်ရမယ်အဲ့ကထုတ်ထားတဲ့ဒီအဖြေပေါ့နော်ကိုထုတ်လိုက်တဲ့မေးခွန်းအတွက်ကိုယ်တိုင်အဖြေကိုချက်ချင်းစဉ်းစားနိုင်ရမယ်ချက်ချင်းစဉ်းစားကြည့်ရမယ်ဒီလိုမျိုးလေ့ကျင့်ခိုင်းတယ်ဒီလိုမျိုးလေ့ကျင့်မှတာလည်းအင်တာဗျူးရဲ့ဒီဟာထဲမှာဆိုလို့ရှိရင် MC တွေကိုလည်းဖြည့်ဆို့နိုင်မှာဖြစ်တယ်ဒါကြောင့်ကျွန်တော်ရဲ့ class တချို့ပေါ့နော်ဘာမှအရန်ကြီးကျွန်တော်နေခိုင်းမှမရပေမဲ့လေသူတို့ရဲ့လေ့ကျင့်မှုအားကိုမရှင်းနိုင်တဲ့အခါမှာအရန်ကောင်းတယ်အဲ့တော့ကျွန်တော် interview class တွေ train တဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲပေါ့နော်ဒီကြည့်ကိုရှော့ကိုင်းနေမှာဆိုကျွန်တော်အကောင်းဆုံးလူတွေထုတ်လို့ရှိတယ်ပေါ့နော်ဒါပေမဲ့ဒီကျွန်တော်ပထမ day 1မှာဆိုတဲ့ပုံစံနဲ့အားလုံးကပြေးလဲလာတာနော်အဲ့လောက်ကြီးထိုးထွက်နေရဆိုတာမရှိဘူးဘာလို့လဲဆိုတော့ကျွန်တော်ကအကုန်လုံးကိုပြန်ပြင်လာဖြစ်တဲ့အတွက်ကြောင့်
သူအနေနဲ့ပြန်ပြီးတော့လေ့ကျင့်ရတယ်ပေါ့နော်အဲ့တော့1ရက်နဲ့2ရက်မတူ2ရက်နဲ့3ရက်နဲ့လေ့ကျင့်လာခြင်းပုံချင်းမတူလေ့ကျင့်မှုအားကောင်းတဲ့လူကိုဘလို့မှကျွန်တော်တို့တိုင်းမမြင်နိုင်ဘူးပုံမှန်လေ့ကျင့်ခဲ့တဲ့လူနဲ့တီတီချာချာစနစ်တကျကျွန်တော်ဘယ်လိုလေ့ကျင့်ရမလဲဆိုတော့တစ်ခါလေးပြပြထားတာဖြစ်တယ်နော်အဲ့တော့လေ့ကျင့်ခဲ့တဲ့လူနဲ့မတူတချို့ကြောရလာရတယ်ဆိုရင်မလေ့ကျင့်တာတကယ်တော့တငယ်ချင်းရဲ့ရှေ့မှာကိုစိုးကြည့်တဲ့အခါမှာဆိုမရတော့ကိုတယောက်တည်းတော့ရတယ်ပြုံးလာရင်မရတော့ဒါဆိုလေ့ကျင့်မှုကနည်းလို့ဖြစ်တယ်အပြုံးမှန်းရှိပါလေ့ကျင့်ရမယ်ပြုံးပြီးတော့ဆိုတတ်ရမယ်ပေါ့နော်မန်လာကောင်းကောင်းနဲ့ခါမတ်မတ်နဲ့ဆိုတတ်ရမယ်တက်ကြွနဲ့ကိုယ့်ရဲ့မျက်နှာလက်ကြည့်ထားတဲ့အားရှင်လန်းပြီးတော့တက်ကြွနေရမယ်ဘယ်မှာဆိုလုံနိုင်တယ်ဘာမှဆိုဖြည့်ရှင်းနိုင်တယ်ဆိုတဲ့ရုပ်အနေထားလောက်တဲ့ထိဖြစ်လေ့ကျင့်တဲ့အခါမှာခက်တီတီနဲ့အဲ့လိုမျိုးဆိုနိုင်လို့မရဘူးပေါ့နော်ပေါ့နော်တော့အဲ့လိုမျိုးမဖြစ်အောင်မြန်မာတန်နေရအစားမထွက်အောင်အားလုံးကို special လေ့ကျင့်ထားမယ်ဆိုလို့ရှိရင် interview ကို pass တိုင်းနဲ့အောင်နိုင်တယ်အဲ့တော့ interview ကိုခြုံပြီးတော့ pass တိုင်းနဲ့အောင်ဖို့အရေးကြီးဆုံးညာကဘာလဲဆိုရင် ratio အားကောင်းဖို့လိုတယ်လေ့ကျင့်မှုအားကောင်းရင် interview ကို pass တိုင်းနဲ့အောင်နိုင်တယ်အဲ့တော့လေ့ကျင့်ကြည့်ပါမနေ့ပြန်လာမှာကိုဒီလိုညနေမှမလေ့ကျင့်ပါနဲ့အခုကလေးကစပြီးတော့အချိန်ယူပြီးတော့လေ့ကျင့်ပါလို့ကျွန်တော်ကနေပြီးတော့အကြံပေးချင်ပါတယ် bye bye ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးက皆さんတို့အတွက်အကျိုးရှိရဆိုလို့ရှိရင်တော့ like and follow လေးလုပ်ပေးပါ copy link လေးများများယူပေးပါလို့ပြောချင်ပါတယ် bye bye